ဒီတိမှာတော့ချူကိုပြန်ပါရမယ်ဘိုင်ဘိုင်ဒီဘလော်လေးကတော့ D3 ဘလော်လေးပဲဖြစ်ပါရဲ့ D3 မှာတော့ချူကိုပြန်มาတော့မယ်အခုကမပြန်ခင်လေး breakfast စားမှာပါအခုက breakfast ကျွေးရ restaurant ရဲ့အပေါ်တော့မှာတောင်းလို့ကြီးလာလာလေးချူတက်တော့ဆက်ပါပဲကြည့်ပြကြပါဦးနော်အခုလည်းချူကို breakfast စားရည်ဒီနေ့ကပြီးတော့မိုးလည်းမချောဘူးဆိုတော့ဖောက်လို့ဆိုပါဖြစ်ပါလေဒါပြောရမယ်နော်လောလို့ပြောလောလို့မြောက်သွားကြည့်မယ်မြောက်နော်မန်းကြီးမန်းကြီးကြောက်ဘူးမန်းကြီးကြောက်ဘူးမန်းကြီးမကြောက်ဘူးမလားမန်းကြီးကဘလို့ဘလို့อ่ะအိုးအားတော့ခုတော့ဒီတော့ shop ပြီးလို့ဘယ်ကစားမရောက်လားခုတော့တမကလေးတောင်းမယ်你要我了没？快哦，出锅炉也得两口到吧吧？来到了出锅炉，谁会呢？来看谁呢？这不也不吧？是哦，你要没吃饭的时候，你没吃点饭。来了，出锅炉也得两锅来问爸爸，来这不叫保险。ချစ်ကိုတို့ပေါ်ရောက်တော့လမ်းတွေကလည်းတအားချောနေပေါ့နော်မိုးရတဲ့ရွာထားရပေါ့နော်ချစ်ကိုကကနေတည်းရပေါ့နော်ဒီကိုလာမယ်ဆိုလဲယူဆိုင်ကြပါနော်လမ်းတွေကတအားချောပါရဲ့အဲ့နဲ့ချစ်ကိုတို့မောင်နှမ2ယောက်အလူငွေထဲပါတယ်ကဲအလူငွေလေးထဲကြည့်ပါဦးရှင်ဒီမှာတတူးမဟော်ကြီးထဲနေပါတယ်တဲ့အရက်ကမှတ်မေးတော့ချိခိုင်းတာဒီလိုလာမယ်ဆိုလည်းတတိထားကြပါနော်ချူကိုတို့ချော်လဲမလို့ဖြစ်ခဲ့ပါတယ်လမ်းနေတအားချော့ပါတယ်ချူကိုလိုပဲပေါ့နော်အခုတော့ချူကိုတို့ရသေးပြန်ကူမှာဖောင်စီးကိုစောင့်နေပါတယ်စောင့်နေရဖောင်စီးပဲလက်ရှိပေးကြပါဦးရှင်ဖောင်ကကြတော့အစတော့ဗျာမယ်ကြည့်ပြီးချောက်တယ်ပြီးလည်းပြောတကယ်တက်90စောင့်လိုက်ပါဦးပဲအခုကချူကိုတို့ပေါ့နော်ဖောင်စီးဖို့ဖောင်ကကိုယ်လည်းမရောက်သေးရနဲ့ချူကိုတို့ဒီမှာ monkey လာကြည့်တာပဲဖြစ်ပါတယ်ဟို monkey တွေပေါ့နော်မကြည့်ပဲ let's go လိုက်ကြည့်ပဲရောမြောက်တွေကဘလို့တွေများမလဲမဟုတ်တော့တယ်ပပိုင်မမိုင်းလာလိုက်ကြည့်ကြောက်တယ်ဘလို့ကြောက်တယ်အဲ့ထဲမှာခဏကြပါခုကချူဖောင်စီးရည်ဖောင်ထိတ်ပါထိုင်ပါဟဲ့ဒီမှာကတော့နေရအေးညာပဲပြောရမှာတောင်တွေရောအများကြီးပဲတအားလာရွှေရတော့ဝယ်လို့တာကောင်းပါလေသွားတော့ခုဘက်ကပြန်လာနေပေါ့နော်အများကြီးပါ
စီးနေတာလေးသူ့ကိုထိတ်ဆုံးမထိုင်ရပါဟိုးနောက်ကပါတို့မတို့ကမရေဝေါမကြောက်ကြီးရောညာကြီးပဲတောင်ကြီးလည်းတအားလာတယ်ဒီမှာအိုးမကြီးပြန်လာတဲ့ဖောင်တွေလည်းအများကြီးပဲပေါ့နော်ဟိုးမမြူးရနော်အမနနာရုံးဒီ17နာရီကမှမြူးရအများကြီးပဲဟိုးမတောင်ဝေါအများကြီးအဲ့ဒီမှာဒီမှာချိုကိုချတော့အချာထိုင်ရပါဘာ Oh my god! Wow! ဒီလေးရလဲအေးညာပဲမိုးရတစ်စုပ်ပဲလောကတဘာဝတို့ရတော့နောက်မှစူပောက်နေကြအားရလောက်တာအားပဲကိုတောင်ရလဲကြီးပဲမိုက်တယ်ဝေါဒီမှာရှေ့တောင်တော်လာရလူကလည်းတအားလာဂျီလေးရလဲအေးညာပဲဟိုးမနောက်မှလည်းဖောင်နေအများကြီးပဲလိုက်တာဆက်စီလိုက်ပါဦးမယ်ချူကိုရောဖောင်စီရောပေါ့နော်အသက်မပိုင်လို့ခုမပိုက်ဆိုပိုင်ပြန်လုပ်လိုက်တာပါရှင်အဲ့တော့အသက်မပါလိုက်ပေါ့နော်ပြောနေရပါအားရပါရပြောနေပါတယ်ဟိုအသက်ကမပါလိုက်ပြောရတမပါပါဘူး။ဘာကြောင့်ပြောရလဲဆိုတော့အမှပေါ့ချိုကိုဖောက်စင်းနဲ့ပုံမှန်ဆိုလို့ရှိရင်ပေါ့နော်ရေလှိုင်းကိုတဲ့ဝင်လို့ရပါတယ်။ဒါပေမဲ့ခုကတော့မိုးတွေကလည်းတအားရွာတယ်ပေါ့နော်အဲ့တော့ပောက်ပိတ်သွားပါတယ်ရေတွေနဲ့ပေါ့နော်ဒီမှာပြနေရပေါ့နော်ဒီမှာပါရေလှိုင်းကိုပေါ့နော်နောက်မဆိုလို့ရှိရင်အောက်ထဲကိုဝင်သွားလို့ရတယ်ပေါ့နော်ဖောင်နဲ့ပြီးတော့အထင်ဝင်ဓမီနဲ့ဝင်ရပေါ့နော်အရန်လှတယ်ပြောပါတယ်ဒီ floor လေးကတော့ဒီလောက်ပါပဲကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်